မော်တာလို့ခေါ်တဲ့စက်တက်လေထီတွေကိုအထူးဆန်းအနေနဲ့ဓာတ်ပုံထွက်ရိုက်သူ3ဦးပုံကျဲခံရပြီးတေဆုံးမှုပဲခူးတိုင်းအုပ်ဖို့မြို့နယ်ထဲမှာမနေ့ညနေပိုင်းမှာဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။စက်တင်ဘာ9ရက်ညနေပိုင်းမှာစစ်တပ်ကပါရာမော်တာ9စစ်နဲ့အုပ်ဖို့မြို့နယ်ချင်းစုတိုင်ကြီးဒေါင်းကြီးနဲ့ကျိုးပင်ကိုရွာတို့ကိုပုံကျဲခဲ့တာပါ။အဲ့ဒီမှာချင်းစုရွာဆေးဆိုင်ကိုရောက်နေတဲ့ချင်းစုရွာက36နှစ်အရွယ်အမျိုးသား15နှစ်အရွယ်ယောက်ျားလေးနဲ့35နှစ်အရွယ်ကမ်းကြီးရွာသားတို့ဘုံထိမှန်ကတေဆုံးခဲ့တယ်လို့တာယာဝတီခရိုင်စစ်ဘက်ရေးရာတာဝန်ခံကိုသစ္စာကပြောပါတယ်။ကမ်းကြီးရွာကတေဆုံးတဲ့သူကချင်းစုရွာဆေးဆိုင်ခြံဝင်းထဲမှာကြားတဲ့အလုံးမောင်ကိုက3ယောက်တေတာပါဗျ။ချင်းစုရွာက2ယောက်နဲ့ကမ်းကြီးရွာက1ယောက်သူတို့ဒါမမြင်ဘူးတော့ဓာတ်ပုံထွက်ရိုက်တဲ့အချိန်ကြတာပါဗျလို့သူကပြောပါတယ်။ဒီပုံစံတိုက်ခိုက်မှုအတွင်းချင်းစုရွာမှာထိခိုက်ဒဏ်ရာရသူမရှိဘဲဆေးဆိုင်နေအိမ်ပစ္စည်းမှုတချို့ရှိတယ်လို့သိရပါတယ်။တစ်ချိန်တည်းမှာပဲကမ်းကြီးတောင်ကြီးနဲ့ကျိုးပင်ကိုရွာတို့ကိုထပ်မံပုံကျဲခဲ့ပြီးတောင်ကြီးရွာကအမျိုးသားတအုပ်နဲ့14နှစ်ရွယ်မိန်းကလေးတအုပ်တို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေတဲ့ကမ်းကြီးရွာကဖုန်ကြီးကျောင်းတစ်ဆောင်နဲ့တောင်ကြီးရွာကနေတလုံးတို့ပျက်စီးခဲ့တယ်လို့သိရပါတယ်။